ခွေးယူကာဝယ်ဆေးထိုးထားတဲ့ခွေးကြိုက်ခံရလို့ရှိရင်ကာကွယ်ဆေးထိုးဖို့လိုလားမလိုလားဒီပြဿနာခဏကိုကြုံရတယ်ဘလို့လဲဆိုတော့ဒီရက်ွက်ထဲမှာဈေးသွားဝယ်တယ်ဒီအိမ်တိန်ရခွေးကထွက်လာပြီးတော့ဒီကြိုက်လိုက်ဈေးဝယ်သူကြိုက်တော့ဒီစေကန်းကဒီကြိုက်ခံရသူရောခွေးပိုင်ရှိရောနှစ်ယောက်လုံးရောက်လာတယ်ရောက်လာတော့လေဒီဆရာဝန်ကိုသူကရှေ့နေနဲ့ခေါ်ပါဗောလေဒီမှာကျွန်တော်ခွေးယူကာဝယ်ဆေးလည်းအပြည့်ထိုးပြီးသားမှတ်တမ်းနဲ့ရှိရဲ့ဆရာကသူ့ကိုထိုးစရာမလိုဘူးထင်းနေဆိုမှတော့လေပတ်စံကုန်မှာဆိုတော့အဲ့လိုမျိုးလေးစကားကြီးထွက်လာတော့ကျွန်တော်ဖြေရှင်းရတယ်ခွေးယူဖို့ဆိုတာကန်ဆယ်မဲ့နိုင်လို့မရဘူးတကယ်လို့ဒါဒီခွေးမှာခွေးယူဖို့ရှိရလို့ရှိရင်ကြိုက်ခံရတဲ့သူကသိနိုင်တယ်ဒီမျက်နှာနဲ့နီးရဲ့ဒီအုံနောက်နဲ့အောင်ကျော်ခေါင်းပိုင်းနဲ့နီးရဲ့ဒီလေဘင်းတွေတို့မျက်နှာတွေတို့ဒီကြောတွေမှာကြိုက်ခံရလို့ရှိရင်ပိုပြီးမြင်ရတယ်အဲ့လိုအခြေအနေမျိုးမှာ10ရက်စောင့်မကြည့်သင့်ဘူးခွေးကကာဝယ်ဆေးထိုးထားမထိုးထားဘူးဆိုတာတိတ်တော့အရေးမကြီးဘူးဆိုတာမှားတယ်ပြောနေတဲ့အချိန်ပဲကျွန်တော်ကခွေးတွေကိုခွေးယူကာဝယ်ဆေးထိုးတယ်ဆိုရင်ပြည့်မီအောင်ထိုးရင်တိတ်ပြဿနာမရှိဘူးတချို့ကြော်လဲဒီ vaccine က efficacy ပေါ့ဗျာပြောရင်ကိုချင်းနဲ့မထားဘူးခွေးယူကာဝယ်ဆေးခွေးကိုထိုးပေးမယ်ဆေးကဒိတ်လွန်သွားတဲ့ဟာကြီးကိုထိုးမိသွားတယ်နောက်တစ်ခုကတစ်နှစ်ကြော်လို့မှထိုးဖို့မေ့သွားတယ်ဆိုရင်တစ်နှစ်ကကြော်နေပြီထိုးမဲ့အချိန်ရောက်တော့မထိုးရသေးဘူးတစ်လလောက်ပဲကြော်ပေးမယ်လေသူ့အစီမှာအာနိသင်မှာရှိချင်မှာရှိရောမှာလေနောက်တစ်ခုကခွေးတွေမှာခွေးယူကာဝယ်ဆေးထိုးရင်100% guarantee မရှိဘူးเนาะအဲ့ဒါစာတန်းတွေရောပြထားပြီးသားခွေးယူကာဝယ်ဆေးထိုးလိုက်ခြင်းသည်ဒီခွေးကိုတခြားခွေးယူကကြိုက်လို့ရှိရင်100% ကာကွယ်ခြင်းမှကာကွယ်မှာ100% ဆိုတာကကျွန်တော်စီးပညာမှာတိတ်ပြီးတော့မရှိဘူးဒါကြောင့်မို့အိမ်မွေးခွေးဆိုရင်ကျွန်တော်ကာကွယ်ဆေးအပြည့်ထိုးပြီးသားဆိုရင်ဒီချက်ရဲ့အပေါ်ပိုင်းဆိုရင်စောင့်မကြည့်နဲ့ဒီကြိုက်ခံရတဲ့သူကထိုးလိုက်တာအကောင်းဆုံးပဲအဲ့လိုမျိုးဆိုအာယုံမနောက်တော့ဘူးပေါ့ဗျာပြောရင်ကြိုက်ခံရတဲ့သူလည်းသူအေးစစ်စစ်နေလို့ရတယ်ဒီခွေးယူနဲ့ပတ်သက်ပြီးတော့လည်းတန်တရားထားစရာကြီးခေါင်းထဲမှာမလိုဘူးပေါ့လေဒါပေမဲ့အိမ်မွေးခွေးကာဝယ်ဆေးတဲ့အပြည့်ထိုးပြီးသားဆိုရင်ချက်အောက်ပိုင်းဆိုရင်10ရက်စောင့်ကြည့်နိုင်ငံတကာမှာအဲ့လိုပြဋ္ဌာန်းပြီးသားပြောချင်တာကခွေးယူဖို့ဆိုတာကန်ဆယ်မနိုင်လို့မရဘူးခွေးယူဖြစ်သွားရင်ဒီလူသေမှာပဲသေမယ်ဆိုတာကာဝယ်ဆေးကိုအချိန်မီမထိုးမိဘူးပြောချင်တာနော်ခွေးယူလက္ခဏာနဲ့လာလို့ရှိရင်ကျွန်တော်ကယ်လို့မရတော့ဘူးသေမဲ့အချိန်ကိုထိုင်းကိုကြည့်နေရမယ်အနေအထားကြီးဖြစ်သွားတတ်တယ်ဒါကြောင့်မို့ရင်ခွေးယူကာဝယ်ဆေးထိုးထားတာမထိုးထားတာခွေးယူတိုင်းပဲကျင့်ရတယ်ခွေးယူမထိုးထားတာထိုးထားတာခွေးယူတိုင်းပဲကျင့်ရမယ်ဒီစကားလေးကအရန်ကိုအရေးကြီးရယ်ခွေးယူထိုးထားတာမထိုးထားတာချက်အပေါ်ပိုင်းကြိုက်ခံရလို့ရှိရင်ခွေးကိုလုံးဝစောင့်မကြည့်နဲ့ခွေးယူသူရှိမှာအပြည့်ထိုးထားတာ record ရှိမရှိခွေးပိုင်ရှင်ကထိုးပြီးပြောမပြောဒီကြိုက်ခံရသူကိုထိုးရမှာချက်အပေါ်ပိုင်းဆိုရင်ဘာဖြစ်လဲဆိုတော့ခွေးယူဖို့ကခုနပြောသလိုသေတတ်တာဟုတ်အဲ့လိုမှမဟုတ်ဘူးချက်အောက်ပိုင်းကြိုက်ခံရရဲ့ဒဏ်ရာကပြင်းထန်ခဲ့ရင်တော့လေထိုးရမှာနော်ဒဏ်ရာအတိမ်နဲ့ပုံမှာလည်းမူတည်သေးရဲ့ချက်အောက်ပိုင်းဆိုတာလေဒဏ်ရာကြီးကြိုက်ခံရနေရများတယ်အရန်ကိုနှက်သွားရင်တော့ဒါခွေးယူကောက်ဖွဲ့စေးထိုးထားလိုက်တာစေးအဖြစ်ဆုံးပဲသူကကြိုက်ခံရတဲ့နေရာများရင်လည်းခွေးယူပိုးတွေအလုံးလိုက်ရှင်းလိုက်ဝင်လာတယ်အုံနောက်ကိုသွားနိုင်တဲ့အခြေအနေကအရန်ကိုများတဲ့အတွက်အဲ့လိုအခြေအနေမျိုးမှာစောင့်ပြီးမှမကြည့်သင့်ဘူးနောက်တစ်ခုကလေကြိုက်ခံရတဲ့လူကလည်းခုခံရနေတယ်တခြားယောဂအခန်းတွေအများကြီးရှိရဆိုရင်လည်းဒီခွေးယူကောက်ဖွဲ့စေးကထိုးပေးလိုက်တာအကောင်းဆုံးပဲဒါကြောင့်မို့အိမ်မွေးခွေးယူကာကွယ်စေးထိုးထားတာမထိုးထားတာပုံမှန်ခွေးယူမှာဆောင်ရွက်တယ်လို့မျိုးကိုဆောင်ရွက်ပေးရတာလူနာတွေစေးဖြစ်ဆုံးပဲ10ရက်ဆောင်ကြည့်ရနေရမှာလဲခွေးရဲ့အမူအချင်းတွေပြောင်းလာမပြောင်းလာရေကြောက်တာမကြောက်တတ်တာခွေးရုပ်တရက်ကြီးသေသွားတာခွေးလမ်းပေါ်ထွက်ပြီးတော့ပျောက်သွားတာအကုန်ပါရဲ့နော်10ရက်အတွင်းမှာခွေးကိုမျက်လုံးရှိမှမကြည့်နိုင်တဲ့အခြေအနေဆိုရင်လည်းဒီကြိုက်ခံရသူထိုးထားတာအကောင်းဆုံးပဲအဲ့လိုဆိုရင်ကြိုက်ခံရသူရောအကုန်လုံးကဒီစိတ်အေးလက်အေးနဲ့နေလို့ရမယ်မဟုတ်ရင်ဟာငါပဲချိန်မှာခွေးယူကြီးများဝင်လာမလဲတစ်ဖက်ကလည်းအဲ့လိုတွေးရခွေးမရှင်ဘက်ကလည်းငါခွေးတစ်ခုကိုသွေးဝမ်းသွားတာကဒီခွေးယူကြောင်မို့ဟုတ်ချင်မှဟုတ်မှာပေါ့ဆိုရင်မှတန်တရားရဲ့များနေကြိုက်ခံရတဲ့သူဒုက္ခရောက်သွားလို့ရှိရင်တော်တော်ကိုပြဿနာတက်တဲ့အခြေအနေဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ပြောချင်တဲ့အဓိပ္ပာယ်ကဘာခွေးကြိုက်ခံရအိမ်မွေးခွေးနေလမ်းပြီးခွေးနေကာဝယ်ဆေးထိုးပြီးရတယ်မထိုးပြီးရတယ်ဘလို့ပဲနေကြိုက်ခံရတဲ့သူကာဝယ်ဆေးထိုးလိုက်တာအကောင်းဆုံးပါပဲ